ဒီနေရာကမြေဖောက်လုပ်ငန်းနယ်မြေတစ်ခုပါမြေကြီးနဲ့ကြောက်တုံးကြီးတွေကိုချိုးဖောက်ဖို့အတွက်လုံသားတွေကစွမ်းအမြောက်အများအထုံးပြနေတာပဲဒါပေမဲ့ဒီအလုပ်ကိုမြန်မြန်အောင်ပြီးအမှုကူညီပေးတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကတော့ dynamite တဆင့်ဖို့ကလွဲတယ်လို့မဟုတ်ပါအဆင့်အဆင့်တွားရပါတယ်ပထမအဆင့်ကြောက်တုံးတွေကိုတီးတန့်တူးဖို့ drill machine နဲ့အပေါက်တွေအများကြီးတူးတယ်ဒုတိယအဆင့်အဲ့ဒီအပေါက်ထဲကို dynamite တုံးတွေတစ်လုံးချင်းစီထည့်တယ်တစ်လုံးချင်းစီမှာ detonator လို့ခေါ်တဲ့ပေါက်ကွဲဆက်လက်တတ်ထားတယ်တတိယအဆင့် detonator တွေကိုကွင်းဆက်လိုက်ပြီးအကုန်အချိတ်ဆက်ထားတဲ့ fuse wire တစ်ခုနဲ့ချိတ်ဆက်တယ်ဒီနည်းနဲ့ပေါက်ကွဲမှုကိုတစ်ချိန်ထဲမှာထိန်းချုပ်နိုင်တယ်နောက်ဆုံးအဆင့်အားလုံးပြင်ဆင်ပြီးတာနဲ့လုံခြုံရေးကွာရန်ကွင်းထဲကလူတွေကိုခြံထားပြီးထိန်းချုပ်သူက switch တစ်ချက်နှိပ်တာနဲ့ boom မြေကြီးလုတ်သွားတယ်တောင်တန်းနေချိုးကျသွားတယ်အဲ့ဒီအခိုက်အတန့်ကို slow motion နဲ့ကြည့်မိရဲ့တောင်ပေါ်ကမြေပန်းပွင့်ကြီးတစ်ခုလိုပါပဲဒါဟာသူ့တာလည်းရတိပ္ပန်နီးလည်းကြပါတယ်ဤပညာနဲ့တဘာဝအင်အားပေါင်းစပ်ထားတဲ့အံ့ဩဖွယ်ပေါက်ကွဲမှုတစ်ခုပါပဲအခုကြည့်နေတာကတောင်တလုံးပြိုသွားတာမဟုတ်ပါလူသားအတွက်အသုံးဝင်အောင်ပြုလုပ်ထားတဲ့စွမ်းအားအပြောင်းအလဲတစ်ခုဖြစ်ပါတယ်ဒီလောက်ထိမြေကြီးကိုလှုံ့ဆော်နိုင်တဲ့စွမ်းအားဟာတင်းငယ်လာတဲ့လှုပ်ခတ်မှုတစ်ခုပါပဲ Dynamite ဆိုတာကိုဗုဒ္ဓဟူးနေ့မှာဘေတုကာတူဖြစ်တဲ့ Alfred Nobel က1868ခုနှစ်မှာစမ်းတွေ့ခဲ့တာပါပဲသူ့ရည်ရွယ်ချက်ကတဘာဝအထက်တောင်တွေကိုချိုးဖောက်ဖို့မြေကြီးကိုလမ်းအဆောင်အုံအတွက်တုံးဖို့ဖြစ်ခဲ့တယ်ဒါပေမဲ့လူတချို့ကစစ်ပွဲအတွက်အသုံးချလာတော့ Nobel ကိုစိတ်မကောင်းဖြစ်စေတယ်အဲ့ဒါကြောင့်ပဲနောက်မှသူကလူအကျိုးပြုလုပ်ရတဲ့အတွက် Nobel Prize ကိုဖန်တီးခဲ့တာဖြစ်တယ်ဒီနေ့မှာတော့ Dynamite ကိုစစ်အတွက်မဟုတ်ပဲတောင်ဖောက်တဲ့လုပ်ငန်းတွေလမ်းဆောက်ရေးတွေကြောက်တုံးဖြတ်ဖို့တွေမှာသုံးကြပါတယ်ဒီလိုပေါက်ကွဲမှုတွေကိုမြင်ရတာစိတ်လှုပ်ရှားစေဖို့ကောင်းပေမဲ့အပြင်ဘက်ကလှပသလောက်အတွင်းမှာတော့တီးတတ်တဲ့လုံခြုံရေးနည်းလမ်းတွေလည်းအမြဲလိုအပ်ပါတယ်ဒီပေါက်ကွဲမှုတစ်ခုပင်တဘာဝအင်အားကိုအသုံးပြုပြီးလူသားအတွက်အသုံးဝင်အောင်ပြုလုပ်ထားတဲ့နည်းပညာတစ်ခုဖြစ်တယ်โอเคဒီလောက်ပါပဲဗျချိန်နစ်တကင် like and subscribe လုပ်ပေးခဲ့ပါအဆုံးထိကြည့်ပေးလို့ကျေးဇူးပါ